မြန်မာ SN Studio Mobile မှာဖုန်းထင်ပြီးခတ်ထားပါတယ်ခင်ဗျာဖုန်းထင်ပြီးဖို့ပြီးနည်းတင်တယ်လဲတက်ရောက်နိုင်ပါတယ်ခင်ဗျာ